ဒီဇင်ဘာရဲ့နောက်ဆုံးညဟာရှမ်းပြည်ရဲ့အေးစိမ့်တဲ့တန်းကြောင့်ပိုပြီးတိတ်ဆိတ်နေသလိုပဲအင်းလိကရဲ့တီးခြားတဲ့ကျွန်းပတ်လည်မှာစောက်ထားတဲ့အစ်စ်မြင့်ဟိုတယ်လေးရဲ့ဝရန်တာမှာတုတနဲ့မေတို့နှစ်ယောက်တည်းရှိနေကြတယ်။သူတို့နှစ်ယောက်ကြားမှာခမ်းနားတဲ့ညစာစားပွဲတစ်ခုရှိနေပေမဲ့လေထုကတော့နှစ်သိကူတော့မပျော်ရွှင်မှုမရှိပဲလေးလံနေခဲ့တယ်။တုတတို့ဒီခီးကိုလာခဲ့တာတရားကိုတယောက်ပုပ်ပွင့်လေးလေးရှိဖို့နော်။မေကသူ့မရှိရဝိုင်ခွက်ကိုဖြည်းဖြည်းချင်းလှုပ်ခိုင်းပြောလိုက်တယ်။တုတကခေါင်းညိတ်တယ်။ကိုသိပါရဲ့မေရဲ့စီးပွားရေးလုပ်ငန်းတွေအဆင်မပြေဖြစ်နေတာ။ကိုအကိုကြီးပေးမှာပါ။မေကိုဘာမှဖုံးကွယ်ထားစရာမလိုပါဘူး။မေကခါတက်တက်ပြုံးလိုက်တယ်။အမှန်တော့တို့ကုမ္ပဏီကလူယုံတယောက်ကပတ်စံနေအကုန်လိမ်သွားတာ။အဲ့ဒီလူဘယ်သူလဲဆိုတာသိလိုက်ရတဲ့နေ့ကတို့အရန်စိတ်ပြတ်သွားခဲ့တာလေ။တုတရဲ့လက်တွေအနှဲငယ်တုံသွားတာကိုမေသတိထားမိလိုက်တယ်။ဘယ်သူလဲမေ။မင်းလေတုတရဲ့မျက်နှာပြတ်သွားတယ်။ဒါပေမဲ့ချက်ချင်းပဲပြန်ထိလိုက်ပြီးမင်းဘာတွေပြောနေရလဲမေ။ကိုကမေရဲ့ချစ်သူလေ။ကိုဘာလို့လုပ်ရမှာလဲ။မေကသူမရဲ့ဝိုင်ခွက်ကိုဇွဲပေါ်တင်လိုက်ပြီးတုတရဲ့ဝိုင်ခွက်တွေကိုလည်းဝိုင်ထက်ငှက်ပေးလိုက်တယ်။ဒီညကဒိုးနီယောရဲ့နောက်ဆုံးညဖြစ်လိမ့်မယ်။ဒီဝိုင်ခွက်ထဲမှာတို့အစိတ်ထည့်ထားတယ်။မင်းဒါကိုတောက်ပြီးဒီကဲရီပြည်ထဲမှာပဲမင်းရဲ့အဖြစ်တွေနဲ့တို့အဆုံးတက်သွားစေချင်တယ်။တုတကဝိုင်ခွက်ကိုစိုက်ကြည့်ရင်ရီလိုက်တယ်။မေကအရန်ရိုးသားလုံးနဲ့မင်းကအစိတ်ခက်မယ်ဆိုတာကိုသိလို့ငါကမင်းရဲ့ဝိုင်ခွက်နဲ့ငါ့ဝိုင်ခွက်ကိုဆွနကမင်းဖုံးပြောနေတော့လဲထားလိုက်ပြီလေ။တုတကမင်းရဲ့ဝိုင်ခွက်အခုသူ့ရှိရောက်နေတဲ့ခွက်ကိုကင်ပြီးခုံယူသလိုမော့တောက်လိုက်တယ်။အခုမင်းတောက်လိုက်တဲ့ခွက်ထဲမှာအစိတ်ပါသွားပြီမင်းမဲသေးရမှာ။တုတကအောင်နိုင်သူတယောက်လိုပြုံးနေပေမဲ့မေကတော့တည်ငြိမ်နေတော့မယ်။သူမနာရီကိုကြည့်လိုက်တယ်။17နာရီ45မိနစ်။တုတမင်းငါးခွက်တွေကိုလဲမယ်ဆိုတာကငါသိတာပေါ့ဒါကြောင့်ငါအစိတ်ပါတဲ့ခွက်ဆိုပြီးတတ်တရုပ်ဆောင်ပြခဲ့တာတကယ်တော့ဒီဝိုင်ပလင်းထဲမှာရောခွက်နှစ်ခွက်လုံးမှာရောဘာအစိတ်မှမပါဘူးတုတကကြောင်သွားတယ်ဒါဆိုမင်းဘာလို့ညာပြောရလဲမင်းငါ့ကိုသစ္စာဖောက်ပြီးရှူသွားတဲ့ပတ်စံတွေကိုငါခွင့်လို့ဖို့ဆုံးဖြတ်ထားပြီးသားမင်းကငါစမ်းသက်ကြည့်တာမင်းသာငါ့ကိုတောင်းပန်ငါအကုန်လုံးကိုမေ့ပေးလိုက်မှာအဲ့လိုပြောရင်မေ့ရဲ့မျက်လုံးထဲမှာညစ်ရည်လေးတွေကဝေလာခဲ့တယ်။မင်းသာငါးခွက်ထဲမှာအစိတ်ပါပြီးအထင်နဲ့ငါအသေးမအောင်ထိုင်ကြည့်နေဖို့ဝင်မလေးခဲ့ဘူးနော်။တုတကတပ်ပြင်းချလိုက်တယ်။မင်းကတကယ်ကိုသဘောကောင်းလို့ပါတယ်။ဒါပေမဲ့မင်းတခုမှားနေရကမင်းကငါ့ကိုစမ်းသပ်ဖို့ကြိုးစားနေတဲ့အချိန်မှာငါကတော့မင်းကိုတကယ်တတ်ဖို့ပြင်ဆင်လာတာ။တုတကရုတ်တရက်အသက်ရှူချက်တလို့ဖြစ်လာတဲ့မေကိုကြည့်ပြီးအေးဆက်ဆက်ပြန်ပြောလိုက်တယ်။ဝိုင်ထဲမှာအစိတ်မရှိတာမှန်တယ်။ဒါပေမဲ့မင်းဆွဆွနာလိမ့်လိုက်တဲ့နှင်းစီနံပါတဲ့လိုရှင်ထဲမှာငါအစိတ်ထည့်ထားတာ။အဲ့ဒီအစိတ်ကအရေပြားတွေကနေတစ်ဆင့်တွေးတဲ့ကိုစိတ်ဝင်ဖို့အချိန်45မိနစ်ပဲလိုတယ်။အခုမေရဲ့နှလုံးခုန်တန်တွေနှိမ့်လာပြီမဟုတ်လား။မေဟာစကားပြောဖို့ကြိုးစားပေမဲ့အတန်မထွက်လာတော့ဘူး။သူမရဲ့ကိုယ်ခန္ဓာကဆိုဖာပေါ်ပုံလေးရဲ့လဲကျသွားတယ်။တုတကမေရဲ့အလောင်းကိုကြည့်ပြီးဝိုင်းကိုအေးအေးဆေးဆေးဆက်တောင်းနေလိုက်တယ်။ Happy New Year မှာပဲမင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးငါ့ရဲ့လက်ထဲကိုရောက်တော့မှာမို့ဒီနှစ်ကတော့ငါတို့အကောင်းဆုံးနှစ်ပဲတုတကမေရဲ့အလောင်းကိုကံရည်ပြင်းနဲ့ပြစ်ချဖို့ပြင်လိုက်စင်မှာပဲသူ့ရဲ့အမြင်အာရုံတွေဝေဝါးလာတယ်ခြေလက်တွေကမလှုပ်ရှားနိုင်တော့ပဲထုံကျင်လာတယ်ဘာဖြစ်တာလဲထိုးစင်မှာပဲလဲကျနေတဲ့မေကမျက်လုံးပွင့်လာပြီးတဖြည်းဖြည်းချင်းထရက်လိုက်တယ်သူမရဲ့နှာခမ်းမှာသွေးအေးတဲ့အပြုံးတစ်ခုရှိနေတယ်တုတမင်းထည့်ထားတဲ့အစိတ်ကိုငါတန်ပြန်အစိတ်ကြိုတောက်ထားလို့ဘာမှမဖြစ်တာဒါပေမဲ့အခုမင်းတောက်နေတဲ့အဲ့ဒီဝိုင်ပလင်းကတော့ငါကိုယ်တိုင်ဒီဟိုတယ်ရဲ့ဝိုင်တိုက်ထဲမှာသွားပြီးအစိတ်ခတ်ထားခဲ့တာမင်းငါ့ကိုတက်ဖို့ကြံစီနေမှငါသိရမင်းထက်တစ်လောက်လောက်ပိုဆိုးတယ်မေကတုတရဲ့အနာနာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်ဒီညမင်းကိုငါဒီနေရာခေါ်လာတာအခွင့်အရေးပေးဖို့မဟုတ်ဘူးမင်းကိုတက်ဖို့တက်တည်ခိုင်လုံဖန်တီးဖို့ပဲအခုဟိုတယ်ရဲ့ CCTV မှာမင်းငါ့ကိုဝိုင်ခွက်တဲ့အစိတ်ခတ်ဖို့ကြိုးစားနေတဲ့ပုံတွေအကုန်ပါသွားပြီမင်းသိသွားရင်ဒါကကိုတသိမှုဒါမှမဟုတ်လို့ရှင်မှားယွင်းသောတောက်မိမှုပဲဖြစ်တော့မယ်12နာရီတိတိမှာမီးရှူမီးပန်းတွေကောင်းငင်ရမှာပွင့်ထွက်သွားတယ်တွတ်ရဲ့ခန္ဓာကိုယ်ဟာကဲရီပြည့်တဲကိုတိတ်တဆိတ်မြုပ်ဝင်သွားချိန်မှာတော့မေကဝိုင်ပလင်းကိုကင်ပြီးအမောင်ထုထဲကိုကြောခိုင်းလက်ထွက်သွားပါတော့တယ်